ဒီနေ့မြင်လာပါနော်မြင်လာပါကျွန်တော်တို့ကိုနိုင်ပါလို့နော်ဒီထိုင်းမလေးခီးတော်ဝင်ဆောင်မလေးတွေပေးပါတယ်နော်ဒါတင်ကြီးလေးဆိုလို့ရှိရင်ဒါမြန်မာပြည်ကနေပြီးတော့လာကြတာနော်ကာမဆန်လို့ကြံခဲ့တဲ့အဖွဲ့တွေအလုံးပေါင်း14ရောက်အဖွဲ့လာတာ14ရောက်အဖွဲ့မှာကာမဆန်လို့ကြံခဲ့တာတစ်ဖွဲ့ကတော့ကြံတဲ့10ရောက်ကတော့ပို့လိုက်ပြီဒါကတော့ဒီနေ့မှကြံတဲ့လူပို့မယ်အလုပ်ပါတဲ့လူကကိုနိုင်စင်ပါအိမ်မှာနော်အေးစစ်စစ်ပါနော်အလုပ်တွေပါရှာပေးမယ်အလုပ်တကယ်အလုပ်ပါအပြီးဆိုလို့ရှိရင်အလုပ်ပါရှာပေးတယ်နော်ဘယ်နာထိုင်ရနေပေါ်ပဲလာတာနော်ကိုနိုင်စင်ပါလူရောက်မှုခြေပါတယ်နော်လူတွေဆရာတွေပါကျူမကောက်ပါဘူးနော်passport နဲ့လာခြင်းတို့နေတဲ့လူတွေလည်းရှိတယ် passport နဲ့လာမယ်ဆိုလို့ရှိရင်လည်းလာလို့ရပါတယ်နော်နေရင်တိုက်ရိုက်နေရင်နော်ဒီရန်ကုန်တွေမလေးကိုတိုက်ရိုက်နေရင်တော့တရက်ပဲကြာပါတယ်နော်ဟုတ်ပြီတင်ကြီးလေးတွေဆိုလို့ရတာထိုင်းမှာဖန်ကန်တီတွေနော်ကိုနိုင်တို့ပြန်ရှင်းပေးပါတယ်နော်ကိုနိုင်တို့ပြန်ရှင်းပေးပါကိုနဲ့လာတဲ့ခီးတဲ့နန်းခီးမှာအန်ရဲ့ကင်းဖို့အတွက်အဓိကအချက်ကပါနော်ဖြစ်ရင်ဖြစ်တဲ့ညာထိရင်ထိတဲ့ညာကိုလည်းရှင်းပေးပါတယ်နော်ပတ်စံကုန်တာအရင်ကြည့်အဓိကနန်းခီးအဆင်ပြေဖို့နော်ဟုတ်ပြီမို့မို့ပြန်ပေးမယ်နော်ကျေးဇူးပါလို့နော်ဒီနေ့နောက်ကန်ဆင်းပေးပါသေးနော်လေနဲ့နာမည်ဆိုလို့ရှိရင် passport PV စာအုပ်ရှိတယ်ဆိုလို့ရှိရင်ခေါ်ပေးပါတယ်တိုက်ရိုက်နေမှာတရက်ပဲကြာမယ်နော်โอเคကျေးဇူးပါနော်အားလုံးကဆင်းပေးပါသေးနော်ဟုတ်ပြီဒီနေ့ကျွန်တော်ရပြီရပြီဟိုဒီလိုက်ပို့အောင်ဘယ်လိုလဲကြီးသေးလားလိုက်ပို့မယ်နော်လိုက်ပို့